အဖိုင်းဝီဒန်ချန်များရဲ့ဘန်ကိုအထင်မသေးရတော့တဲ့လောင်ကစားတိုင်များအားလုံးပဲမင်္ဂလာပါမှာရှယ်အခက်မီချန်နယ်ကနေပရိသတ်အားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့မှာရှယ်ဒီနယ်ဟာဆိုရင်မြန်မာလောကရဲ့နောက်ဆုံးသတင်းတွေကိုအစရှိတဲ့သတင်းတွေနဲ့မြန်မာကိုပြုတယ်တွေထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒါကြောင့်မို့လို့မလောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့အမြဲတမ်းခံချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုချပြချင်တဲ့သတင်းကတော့ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာလေးဂျော်ရှူဘန်ကိုအထင်မသေးရတော့တဲ့ပောက်ကိုင်းတွေလောင်စားတွေရဲ့အကြောင်းကိုပြောပြသွားချင်တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာဂျော်ရှူဘန်ကိုလာမယ့်စက်တင်ဘာလ20ရက်နေ့မှာကျင်းပမယ့်အခါ330တပြိုင်ပွဲမှာအခါကအဓိကခေါင်းပွဲနေရာကနေပန်ချာနဲ့မကြေပွဲတီးပေးထားတဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့ကသူ့ရဲ့ချန်ပီယံဒီပြိုင်ပွဲမှာကျွန်တော်တို့ဖိုက်တာလေးကသူ့ရဲ့ flying champion ကဒုတိယအကြိမ်မြောက်ကကွယ်ရမှာဖြစ်ပါတယ်ဒီပွဲကို American နိုင်ငံအင်ဂျင်နစ်မျိုးကခရစ်တိုတော်ကွန်ရီနာမှာကျင်းပသွားမယ်တကယ်ကိုကောင်းတဲ့ပွဲကောင်းပွဲချမ်းတွေလည်းပါဝင်နေတယ်ကျွန်တော်တို့ဖိုက်တာလေးကတော့ထိတ်ဆုံးကောင်းပွဲနေရာကနေထိုးတက်ရမှာဖြစ်ပါတယ်ဒါကတော့ဗိုင်းရဲ့ပွဲနေထားကိုမတိသေးတဲ့ပရိသတ်တွေရှိအရင်ဆုံးသိရအောင်လို့ပြောပြတာဒီနေ့မှာဦးစားပေးပြီးပြောချင်တာကတော့ဂျော်ရှူဘန်ကိုအထင်သေးလွန်ကြတဲ့ဘော်ကီတိုင်းနီအနေနဲ့လက်ရှိမှာတော့အထင်မသေးနိုင်တော့တဲ့အကဘိုးဘဲပွဲထိုးအများအဖြစ်ကအောက်ကြီးကနေထိုးရတာများတယ်ဒေါပုံစံမျိုးနဲ့ကထိုးခဲ့ရတယ်ပြတာကိုကျွန်တော်တို့မှာဆက်ရောက်ကလေးကကြည်နေတဲ့ပရိသတ်တွေဆိုတတိထားမိလိမ့်မယ်ဘယ်မှမဆိုအောက်ကြီးကနေဖောက်ပေးတာများတဲ့အထူးသဖြင့်ကျွန်တော်ပြောပြချင်တာကဗနာရိုင်နဲ့ပွဲအလဲဆန်ယူပန်တိုးကြနဲ့ပထမအကြိမ်တွေ့တဲ့ပွဲတက်ဆိုင်ရာနဲ့ပွဲဒီ၃ပွဲကော်ရှူဘန်ရဲ့ဘဝကိုတကယ်ကိုပြောင်းလဲပေးခဲ့တဲ့ပွဲတွေအဲ့ဒီမှာဘန်ကိုဗီတိုင်တွေကအောက်ကြီးတွေပဲဖောက်ပေးထားတဲ့အပြာဒီတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ရိုင်းနဲ့ပွဲကြည့်ရအောင်ဘန်ရိုင်းနဲ့အဲ့ဒီကမထင်မှတ်ဖဲနဲ့ပွဲဖြစ်တာတစ်ဖက်ကမနေကနှုတ်ထွက်သွားလို့ပါရန်ရိုင်းခါနဲ့ထိုးမဲ့လူမရှိတော့တဲ့အတွက်ကြောင့်မို့လို့ promotion ဘက်ကအစားထိုးလိုက်တာအဲ့ဒီမှာ ranking ကထောက်10မဝင်သေးတဲ့အနေအထားရှိတယ်ပြပြီးတော့ brand ကနံပါတ်1နေရာတွေကအောက်ကြီး3နီးပါးပေးတယ်ပြရိုင်းကိုတားကြော်လေးပဲပေးတယ်ဒီတော့ကြည့်ရရင်တော်တော်ဖြစ်တယ်ပေါ့ဗျာ brand ကျင်းတည်နိုင်မဲ့ post ပုံစံမျိုးနဲ့ဝင်လာတာပြီးတော့သူနဲ့လေးပုံနှစ်တဲ့မဟုတ်ဘူးဆိုတဲ့အနေအထားနဲ့ဖောက်ပေးလိုက်တာဗျာ because ဘယ်လောက်ကောင်းဒါပေမဲ့ဒီပွဲမှာသူ level မတူဘူးထိုးရင်အဆင်ပြေမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အောက်ကြီးကအဲ့ဒီမှာစိန်ခေါ်ခဲ့ရတယ်ရသွားတယ်နိုင်သွားတယ်ဗျာအပိုကီတွေရှုံးတဲ့ပေါ့ဗျာရောရှုပ်ကတ်ထဲတဲ့လူတွေကတော့တော်တော်ကြီးကိုမြတ်သွားတယ်အဲ့ဒီပွဲမှာပြီးတော့နောက်ထပ်တစ်ပွဲကချန်ပီယံစိန်ခေါ်ပွဲချန်ပီယံစိန်ခေါ်ပွဲမှာအလက်ဆန်ပန်တိုးနဲ့ဘန်တို့ကထိတ်တိုက်တွေ့ကြတယ်ဒီတော့လဲရွှေဘန်ကိုအထက်ကြီးမပေးဘူးဗျာကြီးလည်းမတူဘူးအောက်ကြီးပဲပေးတယ်အဲ့ဒါလဲအောက်ကြီး3ကြော်ပဲဘာကြောင့်လဲဆိုတော့ပိုင်ဆိုလုံးဝနောက်စု finish လုပ်ပြီးတော့မှပြိုင်တွေကိုပွဲသိမ်းထားတာဒီတော့ဘန်ကပန်ကြကိုနိုင်စရာအကြောင်းမရှိဘူးဖန်ရရဲ့ groundကိုကျော်ရှင်နိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပုတ်ခစ်တွေကကြီးဖောက်ပေးလိုက်တယ်ဖန်နာကို1 point ကျော်ပဲပေးတယ်ဘရောနဲ့အောက်ကြီးအပြင်ကိုဖောက်ပေးလိုက်တယ်ဗျာဖန်နာပဲကျင်းတည်နိုင်မယ်ဆိုတဲ့ကြီးမျိုးဖောက်ပေးလိုက်တယ်ပြီးတော့အနေထားကိုကြီးလိုက်တဲ့အချိန်မှာဘန်ကန်နိုဂျာကိုပထမအချိန်စက္ကန့်ပိုင်းမှာတင်ခေကိုလုတ်ပြသွားတယ်ဘလို့ပဲဖြစ်ဘဲနိုင်သွားတယ်ဒီတော့ပိုကီတွေရှုံးတဲ့ဗျာဘန်တိုဂျာဘက်မှာထဲတဲ့သူတွေကတော့တော်တော်ကြီးကိုတိုင်ပတ်တဲ့ဘန်ရဲ့မြန်မာပရိသတ်တော်တော်များများကတော့အဲ့ဒီပွဲမှာတော်တော်ကြဒီကိုရလိုက်ကြတယ်ပြပြီးတော့နောက်တစ်ပွဲချန်ပီယံခပ်ပထမဆုံးအချိန်ကာကွယ်ပွဲအဲ့ဒီပွဲမှာဘန်ကဂျပန်ဖိုက်တာတက်ဆိုလိုတိုင်တာနဲ့တွေ့တယ်ဒီပွဲမှာလဲဘိုကီဒီကဘလိုမျိုးပြောလဲဆိုတော့ဗျာဘလိုမျိုးသူတို့ကထင်လဲဆိုတော့ဒီကောင်ကပထမပွဲမှာလဲချန်ပီယံကန်ကောင်းပြီးရလာတာဒီတော့ဒီဖိုက်တာကိုအထက်ကြီးပေးလို့မရဘူးအောက်ကြီးပဲပေးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သူတို့ကပြောတယ်ကလုံးဝဖြစ်တဲ့ကစားသမားပတ်စုံတော်တဲ့ကစားသမားပြအရက်ကိုခြေတံလက်တံပါညာအကုန်ကောင်းတယ်ဒီတော့တက်ဆိုလိုတိုင်မဲစားသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြီးဖောက်တယ်ဒီတစ်ချိန်ကြဒီသားကြီး3သားကြော်မဖောက်ဘူးကြော်လေးဖောက်တယ်တစ်ဖက်ကတူတိုင်တာကို1.6လောက်ပေးရင်ဘန်ကို2.33လောက်ပေးတယ်ဗျအဲ့လောက်အနေထားနဲ့သူတို့ကကြီးပေါက်ပေးတယ်ဒီတော့ကြီးကကွာလေအောက်ကြီးတော့အောက်ကြီးပဲဒါပေမဲ့အရန်ကြီးတော့ကွာတာမျိုးမဟုတ်ဘူးဗျဒီပွဲမှာလေကျော်ရူဘန်ကနောက်ဆုံးအကြီးမှာအလဲထိုးသွားတယ်ဒီတော့ဒီတစ်ချိန်တော့ပိုကီတွေကစဉ်းစားလာပြီးနဲ့အခုဂျော်ရှူဘန်နဲ့မကြေပွဲတွေ့တဲ့အနေထားမှာဂျော်ရှူဘန်ကို1.9 punch 1.9အတိုင်းအဲ့ဒီအနေထားမှာနောက်ကဖွင့်လေးတွေမှာဆိုရင်ဂျော်ရှူဘန်ကအထက်ကြီးလေးတောင်ပါပါလေးပေါက်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့ဗျာရက်40လောက်တော့လိုသေးတဲ့ပွဲကအချိန်မကျွေးတော့ကြီးတွေကပြောင်းမှာပဲဗျာတစ်ဖက်ကိုထဲတဲ့လူများလာရင်အဲ့ဒီကြီးတွေကပြောင်းသွားမှာဒါပေမဲ့လက်ရှိမှာစဉ်းစားကြည့်ရင်ကျွန်တော်တို့ဖိုက်တာလေးကိုပုတ်တွေလောင်းစားတိုင်လေးကအထင်မသေးရတော့ဘူးဆိုတဲ့အကြောင်းကိုပြောပြတာပုံမှန်သာဆိုရင်သူတို့သာအထင်သေးနိုင်တယ်ဆိုရင်Josh ဘန်ကပန်တရားနဲ့ပထမအကြိမ်တွေ့တုန်းကဗျာပန်တာ injury ကြောင့် Joshua ဘန်နိုင်သွားတာပဲဒါဆိုရင်ဒီတစ်ကြိမ်နဲ့ဒီလိုမျိုးသုံးသက်ကြော်
ဖောက်ပေးရမှာပဲဒါပေမဲ့မဖောက်ပေးရတော့တက်စုတိုးတိုင်တဲ့ပွဲမှာလဲလက်စွမ်းတွေကိုမြင်ခဲ့ရပြီးခေါင်းပွဲတောင်ထိုးရမယ်အဲ့တော့ရဲ့အရေးချင်းကိုသူတို့သိနေလောက်ပြီးဗျာဒီတော့ကြည်များတူဖောက်ပေးတဲ့ဘန်တို့ကိုလည်းသူတို့ကရော့မတွေ့ရဲဘူး injury ကြောင့်ရှုံးထားတာဆိုတဲ့အထိနဲ့ဒီတော့ဖားထားကိုအောက်ကြီးမပေးဘူးရောရှုံဘန်ကိုလည်းအောက်ကြီးမပေးဘူးကြီးကိုတူပဲဖောက်ပေးထားတဲ့ဒီတော့အခင်းချင်းကတော့ရင်ခုန်စရာကောင်းတယ်ကျွန်တော်တို့ဖိုက်တာလေးကိုအရန်ထင်သေးခဲ့တဲ့လောင်းစားတွေတောင်မှပဲလုံးဝအထင်မသေးခဲ့တော့ဘူးဆိုတဲ့အကြောင်းကိုပြောပြတာပါကျွန်တော်တို့ကတော့ဘန်နဲ့ပတ်သက်ပြီးမျက်ခဲ့ဘူးတယ်ဗျာဘန်ထိုးခဲ့တဲ့ပွဲတွေမှာအောက်ကြီးတွေပဲကိုင်ရင်းနဲ့ကျွန်တော်တို့မျက်ခဲ့ဘူးတယ်ကျွန်တော်တို့မြန်မာပရိသတ်တွေတော်တော်ကြီးမျိုးနိုင်ခဲ့တဲ့ပရိသတ်တွေရှိပါတယ်ဒီတစ်ချိန်ဘန်တိုချာနဲ့တွေ့တဲ့အနေထားမှာတော့မျက်မှတ်တက်တာပဲပေးထားတယ်ဆိုတဲ့အကြောင်းပုံကြီးတိုင်းတွေဘန်ကိုအထင်မသေးရတော့ဘူးဆိုတဲ့အကြောင်းကိုပရိသတ်ဒီရွာလက်ဝဲရဲ့အကြောင်းလေးတွေကိုနည်းနည်းလေးပြောပြချင်တယ်ဒုကိမ်မြူကွင်းထဲမှာကျင်းပသွားတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီပွဲကိုသွားပြီးကြည့်ပါတယ်ပွဲကိုကြည့်တဲ့အနေထားမှာတော့တေချာစီစဉ်ထားတာမျိုးတွေတွေ့ရတယ်ဒါပေမဲ့ပြပွဲတွေက6ပွဲထိုးတယ်9ပွဲကစားရေရလက်နဲ့အဆုံးသတ်ခဲ့တဲ့တပွဲပဲပွဲပြတ်ခဲ့တယ်အဲ့ဒီတပွဲကလည်းပြောစရာတွေအများကြီးရှိခဲ့တယ်ဗျာဒီအနေထားမှာပြောပြချင်တာကပွဲတွေအကြောင်းကိုပြောချင်တာမဟုတ်ဘူးပွဲတစ်ပွဲကိုချန်ပီယံခတ်လူပွဲဆိုပြီးသူတို့ကသတ်မှတ်တယ်အဲ့ဒီပွဲမှာ၃ပွဲကတရေလက်ပေါ်သွားတယ်ဗျာဒီတော့ဒီကွက်တွေကိုဘလို့လုံးမှလဲတပိုင်းပိုင်းပြီးယူသွားကြမှာလာစဉ်းစားစရာတော့ကောင်းတယ်နော်ချန်ပီယံကလူပွဲမှာကဘရိုမိုးရှင်းဗျာဘယ်ကစားနေမှာမဆိုတယောက်ကတော့အနိုင်ရစေပဲဗျာအခုကျွန်တော်တို့မြန်မာလုံးမှာကတော့အလူအလှဲ့နဲ့ပူတွဲတက်ရည်တဲ့စဉ်းစားစရာတော်တော်ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီစနစ်ကြောင့်ပဲကျွန်တော်ဒီမှာပွဲထိုးသွားတဲ့ဖိုက်တာတွေကိုကျွန်တော်အပြစ်မမြင်ချင်ဘူးသူတို့အကောင်စုံစူးစမ်းကြတဲ့မြန်မာဖိုက်တာPPမာဂုံတွေကလည်းရှိကြတယ်ဗျာဒီတော့သူတို့ကသူတို့အကောင်းဆုံးနည်းတွေနဲ့သူတို့ကစားကြတဲ့တရေတွေရလဲတွေထွက်ခဲ့ကြတယ်ဒီနေရာမှာစနစ်မကောင်းတဲ့အကြောင်းကိုပြောပြချင်တာဗျာစနစ်မကောင်းတော့တော်တော်ကြီးကိုအဆင်မပြေဘူးဗျာအမှန်တကယ်ဆိုရင်ငွေထိုင်းလုံနေတဲ့ပုံစံအတိုင်းပဲသူတို့လည်းဒီလိုမျိုးတော့တောင်းပဲနှစ်ချိန်ကြေကိုလုံမယ်အဲ့လီတွေအားလုံးလည်းသိပါတဲ့ခက်တွေကိုဗျာအခုဆိုတပိုင်းပိုင်းပြီးပေးရမှာလားအဲ့လိုမျိုးပုံစံတွေပေါ့တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်ဘယ်လိုမျိုးတွေလဲတော့မသိဘူးအထက်အရာရှိနေလူကြီးမင်းတွေကလည်းဘယ်လိုမျိုးတွေဆုံးဖြတ်နေကြလဲတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဒါကတော့တကယ်ကိုစိတ်ချုပ်စရာကောင်းတဲ့ဘယ်တော့မှတိုးတက်မှာမဟုတ်တဲ့ရှေ့ဆွဲအယူဝါဒတွေနဲ့ရှေ့ဆက်နေတဲ့မြန်မာယူရပြီးပါတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါတာကတော့မနေ့ကထိုးသက်သွားခဲ့တဲ့ဒါကတော့မနေ့ကထိုးသက်သွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ထဲမှာဖြစ်လာတာလေးကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာ